အားလုံးပဲမင်္ဂလာပါဗျ GTS channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့ Light Heavyweight တန်း Champion ကြီး Alex Pereira ကို Heavyweight တန်းမှာလုံးဝကိုအမှောက်သိပ်ပြမယ်ဆိုပြီးတော့ပြောဆိုလိုက်တဲ့ Heavyweight တန်းက Fighter Gen 2ရဲ့အကြောင်းမကြခင်မှာ Champion ကပတ်လူ့ဝင်ရရှိအောင်စ조사သွားပြီးတော့ Champion ကပတ်လူ့ပွဲသီးသန့်ပဲထိုးသက်သွားမယ်လို့ပြောဆိုလိုက်တဲ့ Welterweight တန်း Champion ဟောင်း Kamaru Usman နဲ့Tony Ferguson ကိုအနိုင်ယူပြထားတဲ့ fighter 2ယောက်မကြခင်မှာတွေးဆုံထိုးသက်သွားတော့မယ်တွဲဆိုင်ချက်တစ်ခုအကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။တော့အောင်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ Light Heavyweight တန်း Champion ကြီး Alex Pereira ကို Heavyweight တန်းမှာလုံးဝကိုအပေါက်ပိတ်ပြမယ်လို့ပြောဆိုလိုက်တဲ့ Heavyweight တန်းက fighter ချက်တစ်ခုဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားချင်ပါတယ်။ UFC ရဲ့ Light Heavyweight တန်းနဲ့ Middleweight တန်းမှာ Champion ဖြစ်ခဲ့မှုတဲ့Champion ကြီး Alex Pereira ဟာဆိုလို့ရှိရင်တော့အခုလက်ရှိလောလောဆယ်အချိန်မှာသတင်းထွက်နေတာကတော့သူ့အနေနဲ့သူဟာ UFC ရဲ့ Heavyweight တန်းကိုတက်ရောက်ပြီးတော့ Champion ကပတ်ကိုရှင်ပြိုင်ထိုးသက်သွားမယ် Champion ကပတ်လူပွဲပွဲစဉ်အတွက်ထိုးသက်သွားမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်သူရဲ့ပြိုင်ဘက် fighter ဖြစ်လာနိုင်တဲ့ fighter ကလည်း UFC ကအရင်တုန်းကတကယ်ကိုနာမည်ကြီးတဲ့ fighter ကြီးဖြစ်တဲ့ Jon Jones ဖြစ်ပြီးတော့သူ့အနေနဲ့ Jon Jones နဲ့ရှင်ပြိုင်ထိုးသက်တဲ့အခါမှာ Jon Jones ကိုအလဲထိုးပြသွားပြီးတော့ Heavyweight တန်း Champion ကပတ်ကိုရအောင်ယူပြသွားမယ်ဆိုပြီးတော့ပြောဆိုနေတာပဲဖြစ်ပါတယ်ဆိုတော့ Alex Pereira ရဲ့အကြောင်းကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ Alex Pereira ဟာသူ့အနေနဲ့ပုံမှန်အနေအထားမှာဆိုလို့ရှိရင် weight ကပေါင်230ကျော်ရှိပြီးတော့သူ့အနေနဲ့တကယ်ကိုလူကောင်ကြီးတဲ့ fighter တူလို့ပြောရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့လေသူ့အနေနဲ့ heavyweight တန်းကိုတက်ရောက်ပြီးတော့ရှင်ပြိုင်ထိုးသက်ကစားတဲ့အခါမှာတော်တော်လေးကိုသူ့အနေနဲ့အကျိုးရှိမယ်ဆိုပြီးတော့ break သက်တွေကခံမှန်းသုံးသပ်နေကြတာပဲဖြစ်ပါတယ် Alex Pereira အနေနဲ့ကတော့အခုလက်ရှိလောလောဆယ် light heavyweight တန်းမှာဆိုလို့ရှိရင်သူဟာ light heavyweight တန်းကစိန်ခေါ်သူဖြစ်တဲ့ Magomed Ankalaev နဲ့ရှင်ပြိုင်ထိုးသက်သွားဖို့လည်းရှိနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Alex Pereira အနေနဲ့ Magomed Ankalaev ကိုသာနိုင်ယူရရှိသွားမယ်ဆိုလို့ရှိရင်တော့သူဟာ chain တွေပေါ့ heavyweight တန်း champion ကပတ်စိန်ခေါ်ခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဖြစ်နိုင်တဲ့အနေအထားတစ်ခုက Alex Pereira အနေနဲ့မကြာခင်အချိန်အတွင်းမှာ UFC ရဲ့ heavyweight တန်းကိုတက်ရောက်ထိုးသက်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီ Alex Pereira ကိုJon Jones ကသူ့ရဲ့ weight တန်းကိုတက်မလာခင်မှာသူ့ရဲ့ကြားဖြတ် champion ဖြစ်တဲ့ Don Aspinall နဲ့ရှင်ပြိုင်ထိုးသက်ဖို့အတွက်ပြောထားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်း Alex Pereira အနေနဲ့ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာကသူ့အနေနဲ့ Don Aspinall ပဲထိုးရဒါမှမဟုတ် Jon Jones နဲ့ပဲထိုးရဂရုမစိုက်ပါဘူးသူ့ရဲ့အဓိကပြစ်မှတ်ဟာ Jon Jones မဟုတ်ပါဘူး Heavyweight တန်း Champion ကပတ်ဖြစ်ပါတယ်ဆိုတော့ Heavyweight တန်း Champion ကပတ်ရှိတဲ့ဘယ် fighter နဲ့မဆိုထိုးသက်သွားမယ်ဆိုပြီးတော့ပြောထားခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်တခုသဘောကျစရာကောင်းတာက UFC ရဲ့ Heavyweight တန်းကြားဖြတ် Champion ကြီး Don Aspinall အနေနဲ့ Alex Pereira နဲ့ပတ်သက်ပြီးတော့ပြောဆိုခဲ့တာဟာတကယ်ကိုရပါတယ်ဘယ်လိုလဲဆိုတော့ Alex Pereira ကိုသူ့အနေနဲ့လုံးဝကိုရှင်ထိုးနေမှာမဟုတ်ဘဲနဲ့တကယ်တမ်းသာပွဲဖြစ်ခဲ့မယ်ဆိုရင်ပွဲစချင်းပထမ10စက္ကန့်မှာလေမြေပေါ်ကိုလက်ချထူထောင်းပြီးတော့အနိုင်ယူသွားမှာပါဘာဖြစ်လို့လဲဆိုတော့ Alex Pereira ရဲ့ဘယ် white လက်သီးမိရင်သူလဲကျသွားနိုင်လို့ပါဆိုပြီးတော့ပြောထားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ Alex Pereira ရဲ့ power ဟာ heavyweight တန်း fighter ရကောင်ကြောက်ရတဲ့အနေအထားတစ်ခုမှရှိနေတာပဲဖြစ်ပါတယ်ဒါအပြင်အခုလက်ရှိလောလောဆယ်မှာ Alex Pereira နဲ့ဒီရှင်ပြိုင်ထိုးသက်သွားဖို့အတွက်သတင်းတွေထွက်နေတဲ့ Don Aspinall နဲ့ Jon Jones တို့ရဲ့ weight တန်းက fighter ဖြစ်တဲ့လောလောဆယ်မှာ Don Aspinall နဲ့ရှင်ပြိုင်ထိုးသက်သွားမဲ့ fighter ဖြစ်တဲ့ Curtis Blade ကတော့အကြခင်မှာပြုလုပ်သွားမဲ့ UFC 304 event ပွဲစဉ်ရဲ့ media day မှာပြောသွားတာကတော့သူ့အနေနဲ့ Alex Pereira လိုမျိုးလူကောင်တေးသေးလေးကိုလုံးဝကိုအမှောက်သိပ်ပြနိုင်တယ်ဆိုပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလိုပြောရအောင်လဲ Curtis Blade အနေနဲ့ heavyweight တန်းရဲ့ limit တစ်ခုဖြစ်တဲ့ပေါင်260တန်းမှာသူ့အနေနဲ့ပေါင်260ထက်များနေတာဖြစ်ပြီးတော့ Alex Pereira အနေနဲ့ပေါင်260ရောက်ဖို့ကိုသူ့အနေနဲ့အနည်းဆုံးပေါင်30လို့မဟုတ်20လောက်တင်ရအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ပြောချင်တဲ့သဘောက Alex Pereira ဟာ heavyweight တန်းမှာလူကောင်သေးတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ Alex Pereira ကိုအမောက်သိပ်ပြနိုင်တယ်ဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လည်း Alex Pereira အနေနဲ့ဒီ heavyweight တန်းမှာတက်ထိုးမယ်ဆိုရင်တော့ champion ကပတ်လူပွဲအထိပဲထိုးသင့်ပါတယ်အဲ့လိုမှမဟုတ်ဘဲတခြား fighter တွေနဲ့ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုရင် Curtis Blade ပြောသလိုပဲကွဲပြားနေတဲ့ဒီ weight တန်းတစ်ခုကြောင့် Alex Pereira အနေနဲ့တော်တော်လေးကိုရုန်းကန်သွားရနိုင်တာဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးအနေနဲ့ကရော Alex Pereira အနေနဲ့ heavyweight တန်း champion 3တက်ကွမ်း champion ဖြစ်နိုင်တယ်လားဆိုတာကို comment မှာဆွေးနွေးသုံးသပ်ရင်းခုန်ပေးကြပါဦးခင်ဗျာ
နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ Welterweight Champion ကပတ်လူပွဲစဉ်မဟုတ်ဘူးဆိုလို့ရှိရင်ပွဲစဉ်ထိုးသက်သွားဖို့မရှိဘူးဆိုတဲ့ Kamaru Usman ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ UFC ရဲ့ Welterweight က Champion ဟောင်းတူဖြစ်တဲ့ Kamaru Usman ဟာဆိုလို့ရှိရင်2022ခုနှစ်တည်းကနေစပြီးတော့အခုချိန်ထိ3ပွဲဆက်တိုက်ရှုံးနေနေတာပဲဖြစ်ပါတယ်။ Kamaru Usman အနေနဲ့2022ခုနှစ်မှာသူ့ရဲ့ Welterweight Champion ကပတ်ကို Welterweight လက်ခုလက်ရှိ Champion ဖြစ်တဲ့ Leon Edwards ကိုအလဲထိုးရှုံးနေပြီးတော့ပေးလိုက်ရတာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးမှဆိုလို့ရှိရင် UFC ဘက်ကနေပြီးတော့ Kamaru Usman အနေနဲ့ဒီ Welterweight တန်းမှာအကြာကြီးကြီးစိုးထားခဲ့ဘူးတဲ့ fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Kamaru Usman ကိုပြန်လည်ပြီးတော့ဒီ Champion ကပတ်စိန်ခေါ်ပွဲချက်ချင်းဆိုသလိုပွဲတက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Kamaru Usman အနေနဲ့ Leon Edwards ကိုနောက်တစ်ချိန်ပြန်လည်ပြီးတော့တစ်ဖန်ရှုံးနေခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ပြီးမှဆိုလို့ရှိရင်တော့ Kamaru Usman အနေနဲ့သူဟာ UFC ရဲ့ Welterweight တန်းကနံပါတ်1နေရာက fighter ဖြစ်နေတာရရှိနေတော့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့2023ခုနှစ်အော်တိုဘာလမှာဆိုလို့ရှိရင် Kamaru Usman ကို UFC ဘက်ကနေပြီးတော့ UFC ရဲ့ Middleweight တန်း Champion ကပတ်လူဝင်ရအောင်စွမ်းဆောင်ပေးမယ်ဆိုတဲ့ဒီအာမခံချက်နဲ့ Khamzat Chimaev ကို weight တင်ပြီးတော့ဝင်ရောက်ထိုးသက်စေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်း Kamaru Usman အနေနဲ့ပထမအချိန်စလာခြင်းမှာတင်ပဲဒီ Khamzat Chimaev ရဲ့ pressure ပေးမှုကိုခံရပြီးတော့3ကြီးပြည့်ထိုးသက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ Khamzat Chimaev ကို Kamaru Usman အနေနဲ့ decision နဲ့ရှုံးနေသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးရှုံးနေပြီးခဲ့တဲ့နောက်မှာဆိုလို့ရှိရင်တော့ Kamaru Usman အနေနဲ့အခုချိန်မှာပွဲမထိုးသက်တာဟာဆိုလို့ရှိရင်တော်တော်လေးကိုကြာနေပြီဖြစ်ပြီးတော့သူ့အနေနဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲထိုးသက်သွားဖို့အတွက်လိုအပ်နေတာပဲဖြစ်ပါတယ်။မကြာသေးခင်အချိန်ကတော့ Kamaru Usman အနေနဲ့သူ့ရဲ့ပြိုင်ဘက်တွေဟာဘယ် fighter နဲ့ဖြစ်သွားမလဲဆိုပြီးတော့ပြောဆိုခဲ့ပေမဲ့အခုလက်ရှိ UFC 304 event ပွဲစဉ်UFC Welterweight Champion ကပတ်လူပွဲစဉ်ပေါ်ပေါက်လာတဲ့နီးစပ်လာတဲ့အခါမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့သူ့ရဲ့ဒီနောက်ထပ်ရီမန်းချက်ဟာ Welterweight Champion ကပတ်လူပွဲစဉ်ကနိုင်ယူရရှိသွားတဲ့ fighter နဲ့ထိုးသက်သွားမယ်ဆိုပြီးတော့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ Kamaru Usman အနေနဲ့အခုအချိန်မှာအသက်38နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုဒီ prime ကာလကိုကျော်လွန်နေပြီလို့ပြောရမှာပဲဖြစ်ပါတယ်။တော့ Kamaru Usman အနေနဲ့အခုအချိန်မှာသူ့အနေနဲ့ Champion ကပတ်စိန်ခေါ်ခွင့်ပြန်လည်ရရှိသွားတယ်ဆိုရင်တော့မှလူငယ် fighter တွေကိုသူ့အနေနဲ့ကျော်နိုင်ဖို့ကတော်တော်လေးကိုခက်ခဲသွားပြီလို့ကျွန်တော်အနေနဲ့ကတော့တင်မြင့်သုံးသပ်မိပါတယ်။ Kamaru Usman ဟာ Champion စိန်ခေါ်ခွင့်ရရှိဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့သုံးသပ်ရရင်တော့အနည်းဆုံးနောက်ထပ် fighter တယောက်ကိုအနိုင်ယူပြပြီးမှသူ့အနေနဲ့ရှင်ပြိုင်ထိုးသက်သွားတင်တယ်လို့ထင်ပါတယ်။ Kamaru Usman အနေနဲ့အသက်အရွယ်နဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့သူ့အနေနဲ့ UFC ရဲ့ Welterweight တန်းရဲ့ gatekeeper သဘောအတိုင်းပဲဖြစ်နေတင်တာဖြစ်ပြီးတော့အခုချိန်မှာသူ့အနေနဲ့ Champion ကပတ်စင်ခေါ်ခွင့်ရဖို့ဆိုလို့ရှိရင်ခုနကပြောခဲ့သလို Champion ထိုက်တန်ဖို့အတွက်fighter တယောက်လောက်ကိုတော့နိုင်ယူပြသွားဖို့လိုတယ်လို့ထင်မြင်မိပါတယ်။ပရိသတ်တွေအနေနဲ့ကရော Kamaru Usman အနေနဲ့ဘယ် fighter နဲ့ရှင်ပြိုင်ထိုးသက်တင်တယ်လဲဒါမှမဟုတ်ပဲ Champion ကပတ်စင်ခေါ်ခွင့်တန်းပြီးတော့ရရှိတင်တယ်လားဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညှင်းခုန်ပေးခဲ့ကြပါဦးခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ကဂန်တွင်ကစားသမားကြီးတူဖြစ်တဲ့ Tony Ferguson ကိုနိုင်ယူရရှိထားခဲ့တဲ့ fighter နှစ်ဦးတွေ့ဆုံထိုးသက်သွားမဲ့ပွဲအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။အဲ့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့အခုလာမဲ့ UFC 304 event ပွဲစဉ်မှာထိုးသက်သွားမဲ့ပွဲစဉ်ဖြစ်တဲ့ Bobby Green နဲ့ Paddy Pimblett တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ Bobby Green ဟာဆိုလို့ရှိရင် UFC ရဲ့ lightweight တန်းမှာရဲကိုကျန်းတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့ဒီအခုအချိန်မှာ UFC lightweight တန်းရဲ့ ranking စီးနဲ့ကိုတော့မဝင်ရောက်ထားသေးတဲ့ fighter ဖြစ်ပါတယ်။ MMA ပွဲစဉ်ပေါင်း48ပွဲထိကစားထားပြီးအဲ့ဒီထဲကမှ32ပွဲနိုင်15ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ယူရရှိထားတဲ့32ပွဲထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ပွဲ20အထိကို finishing လုပ်ပြထားတဲ့အတွက်ကြောင့်မလို့ finishing rate ကတော့များတဲ့ကစားသမားတူလို့ပြောရမှာပဲဖြစ်ပါတယ်။အခုချိန်မှာအသက်38နှစ်အရွယ်ရှိပြီဆိုပေမဲ့ Bobby Green အနေနဲ့တန်တုံးမြန်တုံးလို့ပြောရမှာပဲဖြစ်ပြီးတော့သူ့အနေနဲ့နောက်ဆုံးထိုးသက်ထားခဲ့တဲ့ပွဲစဉ်4ပွဲမှာ3ပွဲနိုင်ယူရရှိထားတာပဲဖြစ်ပါတယ်။နောက်ဒါပြင်နောက်ဆုံးထိုးသက်သွားခဲ့တဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းတကယ်ကိုအကောင်းဆုံးထိုးသက်ပြသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့တကယ်ကိုကျန်းတဲ့ fighter လို့ပြောရမှာပါဆိုတော့သူနဲ့ထိုးသက်သွားမယ် Paddy Pimblett ဆိုတဲ့ fighter ကတော့ဒီ UK နိုင်ငံကလူငယ် fighter တူဖြစ်ပြီးတော့ပရိသတ်တွေရဲ့ဗဇက်ဖျားမှာရေပန်းစားတဲ့ကစားသမားတူဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူ့အနေနဲ့သူ့ရဲ့ပြောပုံဆိုပေါက်တွေဟာဆိုလို့ရှိရင်တော်တော်လေးကိုပရိသတ်ကိုဖေမှုပေးနိုင်တာဖြစ်ပြီးတော့သူ့ရဲ့ဒီ body transformation ကလည်းတော်တော်လေးကိုကျန်းတဲ့ fighter တူလို့ပြောရမှာပါ။ဒီ Paddy Pimblett အနေနဲ့ကတော့အခုလက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်2020ခုနှစ်ကနေစပြီးတော့အခုချိန်ထိလုံးဝကိုရှုံးပွဲမရှိသေးတဲ့ကစားသမားလို့ပြောရမှာပါ။ MMA ပွဲစဉ်ပေါင်းသူ့အနေနဲ့ဒီ20နှစ်မှ5ပွဲကစားထားပြီးတော့20နှစ်မှ4ပွဲကစားထားပြီးတော့အဲ့ဒီတဲကမှ
22ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးနိုင်ယူရရှိထားတဲ့22ပွဲထဲမှာဆိုလို့ရှိရင်15ပွဲထိကိုပွဲဖြတ်ပြထားတဲ့အတွက်ကြောင့်မလို့သူလည်း finishing rate ကောင်းတဲ့ကစားသမားတူပါ Bobby Green နဲ့ထိုးသက်သွားမဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Paddy Pimblett အနေနဲ့အားသာမှုရှိတာကသူဟာလူငယ် fighter တူဖြစ်ပြီးတော့သူအနေနဲ့လက်ရှိလောလောဆယ်မှာ4နှစ်စတိုက်ရှုံးပွဲမကြုံထားရသေးတဲ့အတွက်ကြောင့်မလို့ Paddy Pimblett အနေနဲ့ယုံကြည်မှုကတော့အပြည့်အဝပြင်းထန်နေမှာတော့တေချာပဲဖြစ်ပါတယ်ဒါအပြင် Bobby Green အနေနဲ့ကလည်းဒီအခုအချိန်မှာသူဟာလည်းနိုင်ပွဲကနေလာတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ Paddy Pimblett နဲ့ Bobby Green တို့ထိုးသက်သွားမဲ့ပွဲစဉ်ကိုလှလှပပစောင့်ကြည့်သွားရမှာပါ fighter ညောင်လုံးအနေနဲ့ကတော့လုံးဝကိုပောက်ကွဲအားပြင်းပြင်းနဲ့ဆော့တတ်တယ် first round မှာပဲတကယ်ကိုပောက်ကွဲအားပြင်းစွာဆော့တတ်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ဟာလည်းမလွတ်တမ်းစောင့်ကြည့်သွားရမယ့်ပွဲစဉ်တစ်ပွဲကပါဝင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့ပရိသတ်တွေအနေနဲ့ကလည်းဒီ Bobby Green နဲ့ Paddy Pimblett တို့ရဲ့ပွဲစဉ်ကိုအခုလာမယ့် UFC 304 event ပွဲစဉ်မှာမလွတ်တမ်းစောင့်ကြည့်အားပေးသွားကြဖို့ကျွန်တော်အနေနဲ့ဒီညကနေတိုက်တွန်းချင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်